ချစ်တော်ညီကိုမောင်မတို့အားလုံးပဲခရစ်တော်၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်သချင်ပါတယ်။တာယာတော်နေ့လေးမှာယေရှုနာမအားဖြင့်အားလုံးကိုဖိတ်ခေါ်ပါတယ်။ကောင်းကြီးပေးပါတယ်။အသက်ရှင်သောနှုတ်ပတ်တော်ကိုကြားနာခံယူဖို့ရန်အတွက်စိတ်နှလုံးပြင်ဆင်လျက်အတူတကွဆုတောင်းကြပါစို့။ကောင်းမြတ်ဆုံးလင်တော်မူ၍သားသမီးကိုချစ်တော်မူသောအဖမြတ်စွာဘုရားကိုတော်ဖျားရဲ့ကျေးဇူးတော်ကြောင့်နေ့ရက်စဉ်တိုင်းကြော်ဖြစ်ခွင့်ရသည်တော်မကယနေ့တိုင်အောင်အသက်ရှင်ခွင့်ရတဲ့အတွက်ကျေးဇူးတော်ချီးမွမ်းတယ်ဟာလေလုယာကိုတော်အသက်ရှင်တော်နှုတ်ကပတ်တော်တန်ရှင်တော်နှုတ်ကပတ်တော်ကိုလည်းနေ့ရက်စဉ်တိုင်းအခမဲ့ကြားနာခံယူခွင့်ရတယ်ဒီကနေ့မှလည်းနောက်ထပ်ကြားနာဖို့ရောက်လာတယ်တန်ရှင်တော်ဝိညာဉ်တော်ဖျားကြီးကျွန်တော်ဟောကြားတဲ့သူရောကြားနာတဲ့သူရောတက်တာမှာတကယ်ပဲထိမိ၍တိဆောက်စရာနှုတ်ကပတ်အလင်းကောင်းကြီးမင်္ဂလာဖြစ်စေပါမိကြောင်းအချိန်နာယူကိုတော်လက်တော်တဲ့အနံ့ဆုတောင်းတဲ့ခါမှာကယ်တင်ပိုင်ရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းကြပါသည်ဖဖရာအာမင်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ချစ်တော်ညီကိုမောင်မတို့ဒီကနေ့အားလုံးနဲ့ဝင်ငါခြင်းတဲ့ခေါင်းစဉ်လေးကဖယားတရားကိုမယုံမသေးပြုပြီးတော့မှရိုင်းဆိုင်စွာတုံ့ပြန်တဲ့သူကိုရှောင်ရှားပါဆိုပြီးတော့မှတတိကျမ်းစာကပေးထားပါတယ်တတိပြုဖို့ကျမ်းစာကတတိပေးထားပါတယ်ကျမ်းချက်တစ်ချက်ရင်ဖတ်မယ်နော်ဟေဘရဲဩဝါဒစာခန်းကြီး7အငယ်16ဟေဘရဲဩဝါဒစာခန်းကြီး7အငယ်16မတရားသောမေထုံ၌မြည်ဝဲသောသူမရှိစေခြင်းက၎င်းတနက်စာအဖိုးနှင့်တားဥအရာကိုရောင်းသောအေးတော်ကဲတို့ဖျားတရားမယိုမသေးပြုတော်သူမရှိစေခြင်းက၎င်းတတိနှင့်ကြည်ရှုကြလောဒီမှာတတိပေးထားတယ်ဘာတတိလဲဖျားတရားမယိုမသေးပြုတဲ့သူတွေကိုတတိပြုပါတဲ့တတိပြုရှောင်ခိုင်းတာရှင်းရှင်းပြောရင်ဆိုရှောင်ခိုင်းတာဘယ်လိုမျိုးလူလဲဆိုတော့ကြုံဘူးလားမသိဘူးနော်မယုံကြည်သူတွေတချို့ခရိယန်တွေကတော့အဲ့လိုမျိုးတော့ရိုင်းရိုင်းဆိုင်ဆိုင်တုံ့ပြန်တာတော့မရှိဘူးဒါပေမဲ့မယုံကြည်သူတွေတချို့ကျွန်တော်တို့အင်ဝင်ကလေးဝင်ငါပေးတဲ့အခါမှာလက်မခံတဲ့အပြင်ရန်တောင်လှုပ်တယ်နော်တက်မလားရိုက်မလားဂဲလုံးနဲ့ထုမလားဒုံနဲ့ရိုက်မလားတို့မဟုတ်ဗဇက်ကနေလဲရိုင်းရိုင်းဆိုင်ဆိုင်ယေရှုခရစ်တော်ဖခင်နာမကိုပဲဖြစ်လေညစ်ညစ်ညူညူဆဲဆိုတယ်ပြီးရင်ယုံကြည်သူခရိယန်တွေကိုလည်းညစ်ညစ်ညူညူဆဲဆိုရိုင်းပြတယ်ရိုင်းဆိုင်တဲ့စကလုံးအောက်လုံးတွေနဲ့ထိုးနှက်တဲ့မယုံကြည်သူတွေကြုံဘူးလားကြုံဘူးပါတယ်ကျွန်တော်ကိုယ်တိုင်ကြုံဘူးပါတယ်ကျွန်တော်တို့အမှုတော်ဆောင်တွေဆိုပိုပြီးမှကြုံဘူးမယ်နော်တချို့မယုံကြည်သူတွေကအင်မတန်ယဉ်ကျေးကြတယ်မှန်းတယ်ဒါပေမဲ့တချို့မယုံကြည်သူတွေကတကယ်အောက်လုံးနဲ့ထိုးနှက်တဲ့သူတွေကျွန်တော်တို့အများကြီးတွေ့ဖို့ပါတယ်အဲ့ဒီလိုကြုံလာတဲ့အခါမှာကျမ်းစာကကျွန်တော်တို့ကိုယံနဲ့မတုံ့ပြန်ပါနဲ့ဆိုမှရှေ့မှာကျွန်တော်တို့တတိပေးသွားပြီဒီကနေ့မှာနောက်ထပ်တစ်ခုတတိပေးချင်တာကအဲ့လိုမျိုးရိုင်းဆိုင်မှုကြုံတဲ့အခါမှာကျွန်တော်တို့ကသူတို့ကိုယံနဲ့မတုံ့ပြန်ယုံတင်တာမကကျွန်တော်တို့ကဘာဖြစ်လဲသူတို့ကိုနှလုံးသားထဲမှာယံညိုးမထည့်ထားယုံတင်မကကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့သူတို့နဲ့ရှောင်လာရမယ်ဗါတယ်လေသူတို့နဲ့ရှောင်လာရမယ်ကျမ်းစာထဲမှာဟိုဘာလဲအသေးခံပြီးတော့မှအင်္ဂလိပ်ဝင်ငါပါမဖော်ပြဘူးနော်အင်္ဂလိပ်ကြောင့်အသေးခံရမှာမှန်တယ်အင်္ဂလိပ်ကြောင့်အသက်ပေးနိုင်ရဲရမှာမှန်တယ်ဒါပေမဲ့သခင်ယေရှုခရစ်တော်ကလေအဲ့လိုမျိုးတကယ်ပဲစန့်ကျင်ပြီးတော့မှအင်္ဂလိပ်ဓမ္မတရားတမာတရားပေါ့နော်အင်္ဂလိပ်တမာတရားကိုတန်ဖိုးမတိတတ်တဲ့သူတွေဖယားသခင်ကရှောင်ခိုင်းတယ်ကျွန်တော်တို့ယုံကြည်သူတွေကျွန်တော်တို့ပဲမဟုတ်ဘူးတမန်တော်တွေကအစရှောင်ထားခိုင်းတယ်သူတို့တစ်ချိန်လုံးကတမန်တော်တွေကိုဖယားသခင်ယေရှုဖယားကအင်္ဂလိပ်ဝင်ငါဖို့ဆေလွတ်လိုက်တဲ့အခါမှာဘလို့မာကြားလဲဆိုမာကြားမှုအများကြီးရှိတဲ့ထဲမှာတစ်ခုအပါဝင်ဖြစ်တဲ့မာကြားမှုတစ်ခုကဘာလဲဆိုတော့ညီတို့တချို့ရွာတွေမှာညီတို့လက်မခံဘူးညီတို့ကိုလည်းမနှုတ်ဆက်ဘူးညီတို့ကိုစန့်ကျင်တယ်ဆိုလို့ရှိရင်အဲ့ဒီရွာမှာဘာဖြစ်လဲညီတို့တာဝန်ကျေပြီတဲ့ခြေတော့အောက်ကဖုံလေးကိုခိုင်းမှအဲ့ဒီရွာကနေထွက်လာပါတဲ့ထွက်သွားပါတဲ့ရှောင်ပါပြောတာရှောင်ပါအသင်းအာရမကြီးဟိုမှာစန့်ကျင်နေတာတိနဲ့အသင်းအာရမကြီးအသေးခိုင်းမှတော့လို့ဖို့ယေရှုခရစ်တော်ပြောလားမပြောဘူးဒါကြောင့်ဒီကနေ့တမန်တော်တွေကိုလည်းအဲ့လိုတုံတင်တယ်လို့ယုံကြည်သူခရိယန်တွေကိုလည်းအဲ့လိုတုံတင်တယ်နော်ဖယားတရားကိုမယုံမသေးတကယ်တိကြီးနဲ့မယုံမသေးဘူးပြောတာမတိပဲနဲ့တော့မယုံမသေးလို့တဲ့သူတော့ကျွန်တော်ရှင်းပြရမှာပေါ့ဒါပေမဲ့ရှင်းပြပြီးနားလည်အောင်လဲပြောပြီးအင်္ဂလိပ်ကိုလည်းအကုန်စင်သူနားလည်သွားပြီဒါပေမဲ့တမင်တကာဘာဖြစ်လဲရိုင်းပြတယ်တမင်တကာဆဲဆိုတယ်တမင်တကာဖိနှိပ်ခြင်းတယ်ရိုက်နှက်ခြင်းတယ်အသက်အန္တရာယ်ပြုတ်ခြင်းတယ်အဲ့လိုမျိုးနေရာမှာကျွန်တော်တို့ဆက်ပြီးတော့မှကျွန်တော်တို့ရဲ့စိတ်ရှည်ခြင်းကျွန်တော်တို့ရဲ့ချစ်ချင်းမေတ္တာကြီးမားခြင်းကိုအဲ့မှာအတုံးဆက်ပြီးမှပြုဖို့မလိုအပ်ကြောင်းကျမ်းစာကဖော်ပြတယ်
တခြားနေရာမှာကျွန်တော်တို့ရဲ့ချစ်ချင်းမေတ္တာကျွန်တော်ရဲ့စိတ်ရှိချင်းတခြားနေရာမှာအများကြီးတော့တုံးလို့ရပါသေးတယ်အဲ့လိုမျိုးနေရာမှာဆိုရင်သခင်ရှုပြောသလိုခြေတော့အောက်ကဖုံလေးကိုခါရင်မှရှောင်ထွက်လာပါအဲ့လိုရှောင်ထွက်လာလို့သူတို့ကိုကြိမ်ရမယ်လို့လည်းမဆိုလို့သူတို့ကိုမုံရမယ်လို့လည်းမဆိုလို့ဘူးသူတို့ကိုဆူတောင်းပေးဖို့တော့လူသေးတယ်မဟုတ်ဘူးလားဆူတောင်းပေးရမယ်ဒါပေမဲ့အသင်းအာရမကြီးအမှအာလိုက်ခံနေဖို့တော့ကျမ်းစာကမဖော်ပြပါဘူးပိုရှင်းလေးအောင်ကျမ်းစာတစ်ချက်ဖတ်ပြမယ်ရှင်မသက်ခရစ်ယာန်ခန်းကြီးခွန်အငယ်6ရှင်မသက်ခရစ်ယာန်ခန်းကြီးခွန်အငယ်6မဿဲ9အငယ်6နော်ဖြူစင်သောအရာကိုခွေးတို့အားမပေးကြနဲ့ပလဲယေတနာတို့ကိုဝက်တို့ရှိမှမချမထားကြနဲ့တို့ပြုလင်ထိုအရာတို့ကိုကြော်နင်း၍တင်တို့ကိုလဲ့လေ၍ကိုက်ဖြတ်ကြလိမ့်မည်ဖြူစင်သောအရာဆိုတာဘာကိုပြောရလဲဖြူစင်သောအရာဆိုတာပုံဆောင်ချက်ဖြစ်တယ်တန်ဖိုးကြီးတဲ့အရာတန့်ရှင်းတဲ့အရာကိုပြောတာဒီဖြူစင်သောဆိုတဲ့မူရင်းစကားလုံးမှာတန့်ရှင်းသောအရာကိုပြောတာနော်တန့်ရှင်းတဲ့အရာတို့ဗာလေတန်ဖိုးကြီးတဲ့ယေတနာတို့အဲ့ဒါကိုဖော်ပြတာတန်ဖိုးကြီးတဲ့အရာတို့တန့်ရှင်းရှင်းထားတဲ့အရာတို့ကိုတဲ့ခွေးကိုတို့မဟုတ်ဝက်တို့ရှိမှတွားမှချထားပေးမယ်ဆိုရင်တို့တန်ဖိုးထားတတ်လားမထားတတ်ဘူးโอเคကျွန်တော်ဖော်ပြမယ်နော်အိမ်မှာတန့်ရှင်းထားတဲ့တခုခုပေါ့နော်ဘာပဲဖြစ်ဖြစ်အိမ်မှာတန့်ရှင်းထားတဲ့အရာတခုခုကိုခွေးအိမ်မှာတော့ထားပေးကြည့်ခွေးကအဲ့ဒါကိုတန့်ရှင်းလုပ်တတ်မှထင်လားမထင်နဲ့ပို့ပြီးတော့မှနားလေစေတာကဥမာကျွန်တော်တို့အိမ်မှာရှိမဲ့ရွှေငွေကြောက်တံပရများရှိခဲ့မယ်ဆိုရင်အဲ့ဒီရွှေငွေကြောက်တံပရများကိုလေဝက်မွေးထားတယ်ဆိုရင်ဝက်အိမ်မှာခဏတော့ပြစ်ထားကြည့်ဝက်တွေကအဲ့ဒီပလဲယတနာရွှေငွေကြောက်တံပရများကိုတန်ဖို့တိလားမတိဘူးနော်မတိရုံမကပါဖြစ်လေဝက်တွေရှိမှခွေးတွေရှိမှအဲ့ဒီတန်ဖိုးကြီးတဲ့အရာဖြူစင်တန့်ရှင်းတဲ့အရာချထားမယ်ဆိုရင်ပေတူးသွားမယ်အဲ့လိုပြောချင်တာပေတူးသွားယုံတယ်မကယတနာလာချပေးတဲ့သူတော့မှမထင်တယ်လို့ကြိုက်အောင်မယ်နော်ကြိုက်အောင်မယ်အနာတရားဖြစ်သွားစေအောင်မယ်ဘာကိုဆိုလိုရလဲဒါဆိုရင်ဒီကျမ်းချက်ဆိုလိုရင်းကအင်မတန်ရှင်းလင်းလာပါတယ်တန်ဖိုးမထားတတ်တဲ့သူနာမှာတန်ဖိုးကြီးတဲ့အရာမချပါနဲ့လို့ရှင်းပြတာတနည်းအားဖြင့်ဘာကိုဆိုလိုလဲဆိုတော့တမာတရားကိုဆိုလိုတယ်ဖြူစင်တန့်ရှင်းသောအရာတန်ဖိုးကြီးတဲ့အရာဆိုတာဒီနေရာမှာပြောတဲ့ဖြူစင်သောအရာပလဲယတနာစသဖြင့်အဲ့ဒါကဘာကိုပုံဆောင်လဲဆိုတော့တန်ဖိုးကြီးတဲ့အရာတန့်ရှင်းတဲ့အရာတန်ဖိုးကြီးတဲ့အရာတန့်ရှင်းတဲ့အရာကဘာလဲကေတင်ချင်းဖြစ်တဲ့တမာတရားကိုပြောတာတမာတရားဟာဖြူစင်တဲ့တန့်ရှင်းတဲ့ယတနာတွေထက်ပိုမှတန်ဖိုးကြီးတယ်ဟုတ်တယ်နော်ဒါဆိုရင်ဒီမှာပြောတဲ့ဖြူစင်သောအရာနဲ့ပလဲယတနာတွေကဘာကိုပုံဆောင်လဲကေတင်ချင်းဖြစ်တဲ့တမာတရားကိုပုံဆောင်တယ်ကေတင်ချင်းတို့မို့တမာတရားကိုပုံဆောင်တာဆိုလိုချင်တာကဒီမှာခွေးနဲ့ဝက်ကိုဘယ်သူ့ပုံဆောင်လဲခွေးနဲ့ဝက်ဆိုတာတမာတရားရဲ့တန်ဖိုးကိုမတိပဲနဲ့ကောက်ဆဲတတ်တဲ့မယုံကြည်သူတွေကိုပြောတာကျွန်တော်တို့ကအဲ့ဒီလူတွေကိုချစ်တဲ့စိတ်နဲ့ဝိညာဉ်တွေကိုကယ်တင်ခြင်းလို့ကျွန်တော်တို့ကတရားဟောပေးတယ်အေဝံဂေလိလုပ်ပေးတယ်အဲ့ဒါကိုတန်ဖိုးမထားယုံမကပါဖြစ်လေအေဝံဂေလိဟောတဲ့သူလည်းအသက်အန္တရာယ်ဖြစ်အောင်တိုက်ခိုက်တယ်အဲ့လိုမျိုးလူကိုပြောတာဒီမှာခိုင်းနိုင်ထားတဲ့ကျမ်းစာမှာခွေးနဲ့ဝက်ကိုအဲ့လိုမျိုးလူခိုင်းနိုင်တာအဲ့လိုမျိုးလူကိုတဲ့ကျွန်တော်တို့ဘာဖြစ်လဲရှေ့တိုးပြီးတော့မှဆက်ပြီးတော့မှတန်ဖိုးကြီးတဲ့တမာတရားကယ်တင်ခြင်းကိုဆက်ပြီးမှဝင်ငါဖို့မလိုဘူးတဲ့တခါပြောပြရပြီတဲ့ဆက်ပြီးသူမယုံမချင်းငါတိပါစေငါဟောမယ်လို့မလိုအပ်ဘူးတဲ့တခါပြောပြီးသူတိကြီးနဲ့အဲ့လိုမျိုးစန့်ကျင်တယ်ကိုယ့်အသက်အန္တရာယ်ထိလုပ်မယ်ဆိုရင်ထွက်လာပါတဲ့ရှောင်ထွက်လာပါမဟုတ်လို့ရှိရင်ကျွန်တော်တို့ကိုကြိုက်ဖြတ်မယ်သူကျွန်တော်တို့အသက်အန္တရာယ်ကိုသူရှာမယ်ဒါကြောင့်ကျွန်တော်တို့တန်ဖိုးကြီးတဲ့ဒီတမာတရားကိုလက်ခံနေတဲ့သူစီမှာတွားပြီးတော့ပေးဖို့ကျွန်တော်တို့အချိန်ကိုအဲ့မှာတွားမှပေးဆက်ရမယ်လက်မခံဘဲနဲ့စန့်ကျင်မှဆဲဆိုကျိန်းမောင်းတဲ့သူတွေစီမှာဆက်ရှိနေဖို့ကျမ်းစာကခွန်အားမပေးထားဘူးနောက်ပြီးတော့မှဒုတိယတစ်ပိုင်းကျွန်တော်အဓိကပြောချင်တာကဒီကျွန်တော်တို့ဆဲဆိုရိုင်းဆိုင်တဲ့မယုံကြည်သူဒီလိုမျိုးကျွန်တော်တို့ပြန်အသက်အန္တရာယ်ချင်းချောက်လာနိုင်တဲ့မယုံကြည်သူကိုကျွန်တော်တို့ရှောင်ရမှာဖြစ်တယ်လို့နောက်ထပ်ရှောင်ရမယ့်ဒုတိယအပိုင်းလူမျိုးရှိတယ်အဲ့ဒါကတော့တိုးရေခြုံတဲ့ဝန်ပလွေလို့ပြောရမလားကျွန်တော်တို့ခရိယန်ပါလို့ပြောပြီးမှနာမည်ခံထားတဲ့မိစ္ဆာအယူလွဲဝါဒကိုလည်းရှောင်ရှားရမယ်โอเคနော်ကျမ်းစာမှာအဲ့လိုပြောတာမိစ္ဆာအယူလွဲဝါဒကိုခရိယန်တွေမပေါင်းသင်းရဘူးမင်္ဂလာပါလို့တော့မနှုတ်ဆက်ရဘူးအိမ်မာလာရင်လည်းလက်မခံရဘူးအဲ့လိုမျိုးကျမ်းစာမှာရှင်းပြက်သားပြောထားတယ်ကျွန်တော်ဖတ်ပြမယ်ကျမ်းစာဒီကျမ်းချက်ကိုတေချာမှတ်ထားနေ့ရောခန်းကြီး1အငယ်30ကနေ17
ရှောင်းဟန်ဩဝါဒစာဒုတိယစာဆောင်ဖြစ်မယ်နော်နှစ်ယောခန်းကြီးတစ်အငယ်30 17ကျွန်တော်ဖတ်မယ်ထိုဒေသနာတော်မပါတော့သူဒီတဲ့တင်တို့ထံတို့လာလင်သူ့ကိုတင့်အိမ်၌လက်မခံတင်လက်မခံနဲ့မင်္ဂလာရှိစေတော်ဟုနှုတ်မဆက်နဲ့မင်္ဂလာရှိစေတော်ဟုထိုသူကိုနှုတ်ဆက်လင်သူ၏ဆိုးရုပ်တော်အကျဉ်တို့နှင့်ဆက်ဆံရာတို့ရောက်၏โอเคချစ်တော်ညီကိုမောင်မတို့ကျွန်တော်ဆရာရဲမင်းကထွင်ပြီးတော့မှအားလုံးကိုအဲ့လိုမျိုးရန်တိုက်ပေးနေတဲ့စိတ်နဲ့ပြောနေတာမဟုတ်ဘူးနော်ကျမ်းစာကပွင့်ပွင့်လင်းလင်းတုံတင်ထားတာကိုဖတ်ပြနေတာကျမ်းစာမှာဘယ်လိုတုံတင်ထားလဲခရိယန်ယုံကြည်မှုမှာတဲ့တမာကျမ်းစာထဲကအဲ့လိုမျိုးတမာတရားအတိုင်းလာပြောတာမဟုတ်ဘဲနဲ့မဟုတ်မကလာတော့မှတခြားတော့ဧဝံဂေလိဟောလာရင်တဲ့ကျွန်တော်တို့အိမ်ကိုလာတဲ့သူကိုလက်မခံနဲ့တဲ့မင်္ဂလာပါလို့လာနှုတ်ဆက်ရင်တော့မှမင်္ဂလာပါလို့ပြန်မပြောနဲ့နှုတ်မဆက်နဲ့တဲ့ဘာကြောင့်လဲတင်နှုတ်ဆက်လိုက်ရင်တင်ကသူတို့ကိုလက်ခံလိုက်ရင်တဲ့သူတို့ရဲ့စိုးရုပ်သောအကျင့်နဲ့အတူတူဖြစ်သွားမယ်တဲ့တင်ပါအပြစ်ရှိတဲ့သူဖြစ်သွားမယ်ဘာနဲ့တူလဲဆိုတော့တခိုးလက်ခံမှုနဲ့တူတယ်လူနိုင်ငံတိုင်းမှာအစိုးရဆိုတာရှိတယ်အစိုးရတတ်မှတ်ထားတဲ့ဥပဒေဆိုတာလည်းရှိတယ်အဲ့ဒီဥပဒေမှာအများကြီးရှိတဲ့ဥပဒေထဲမှာတစ်ခုကပါလဲဆိုတော့ဥပမာတခိုးတယောက်ကကျွန်တော်တို့အိမ်လာတယ်ကျွန်တော်တို့ကဒါကတခိုးပဲဆိုတာတိကောင်းသိမယ်တို့မဟုတ်ဒါကတခိုးမဟုတ်ဘူးလို့ကျွန်တော်တို့တိကောင်းအဲ့လိုထင်ကောင်းထင်မယ်ကျွန်တော်တို့မတိကောင်းမသိမယ်တိချင်တိပါစေမတိချင်မတိပါစေတကယ်လို့များတခိုးတယောက်ကိုကျွန်တော်တို့ကလက်ခံထားတဲ့အိမ်မှာနေထားခိုင်းနေဆိုရင်ရဲတွေကကိုယ့်အိမ်မှာအဲ့ဒီတခိုးမိသွားတဲ့ခါမှာအိမ်ရှင်လည်းမခံရဘူးလားခံရပါတယ်အိမ်ရှင်ကဘာအပြစ်မှမလုပ်ခဲ့ဘူးလေခိုးလည်းမခိုးခဲ့ဘူးဒါပေမဲ့သူ့မှာဘာမားသွားလဲတခိုးလက်ခံထားလို့မားသွားတာဒါကြောင့်တခိုးလောက်ပြစ်ဒဏ်မလေးပေမဲ့တခိုးလက်ခံမှုကလည်းပြစ်ဒဏ်နဲ့လွတ်မြောက်လားမလွတ်မြောက်ဘူးပြစ်ဒဏ်ရှိကိုရှိတယ်ဘာကြောင့်လဲတခိုးကိုလက်ခံထားမိလို့ဒါကနိုင်ငံလူလောကနိုင်ငံထဲကဥပဒေနော်ဒီတိုင်းပဲလေဖယားသခင်ရဲ့ကောင်းကင်နိုင်ငံဥပဒေမှာဖယားသခင်ရဲ့အမြင်မှာမိစ္ဆာပရောဖက်တွေနဲ့မိစ္ဆာအယူလွဲဝါဒတွေနဲ့အတူတူပေါင်းသင်းနေတယ်အတူတူလက်ခံနေတယ်ဆိုရင်အဲ့ဒီလူလဲအဲ့ဒီမိစ္ဆာအယူလွဲဝါဒနဲ့အတူတူပဲပါဖြစ်လေအမင်္ဂလာရှိမယ်အပြစ်ရှိမယ်သူပါအပြစ်ရှိသွားတာโอเคနားလည်ပြီလားနားလည်ပါစေနော်ကျွန်တော်ပြောမယ်ဒီကနေ့များဆိုတော့အဖြစ်တမန်ကျမ်းစာထဲမှာမပါတဲ့ဒေသနာတွေလာဟောတဲ့သူအများရှိတယ်အိမ်တန်ရာရောက်တကားခေါက်မှလာဟောတဲ့ယေဟောဝါတတိခံတို့နော်တတိထားပါလို့ကျွန်တော်ခဏခဏပြောတယ်နောက်ပြီးတော့မှကျွန်တော်ခုနောက်ပိုင်းပေါ်လာတဲ့ line ပေါ်ကနေလူတွေကို group ထဲမှာအသင်းဆွဲထည့်တဲ့ယေရှုခရစ်တော်ဟာဒုတိယအကြိမ်လူစားတိခံမှမိမကိုလုံးနဲ့လာပြီးပြီဆိုတဲ့အနန္တတကုရှင်ဘုရားသခင်အသင်းတော်ဆိုတဲ့ဒီတရုတ်အဖွဲ့အစည်းတွေတမန်ကျမ်းစာနဲ့လုံးဝမကိုက်ညီတဲ့အခြားသောဧဝံဂေလိကျွန်တော်တို့လာဝေငှပေးတယ်အခြားသောဧဝံဂေလိကိုကျွန်တော်တို့ပါဝင်နေတယ်ဆိုရင်ကျွန်တော်ပြောမယ်အဲ့ဒီ group ထဲမှာတင်တို့ပါဝင်နေတယ်ဆိုရင်တင်တို့ဒီအဲ့ဒီလူတွေရဲ့အပြစ်နဲ့တင်တို့အတူတူရနေမှာဖြစ်တယ်တင်ဒီချိန်ချင်းအမင်္ဂလာကိုခံရမယ်ဒါကြောင့်တင်မတိပဲနဲ့ group တိုင်းမှာလိုက်မဝင်ပါနဲ့အယူလွဲ group ဝင်ထားလို့ရှိရင်တင်ကောင်းကြီးခံစားရမှာမဟုတ်ပဲချိန်ချင်းပဲခံစားရမယ်ဒါကြောင့်ခဏခဏကျွန်တော်ပြောတယ်ဖယားတရားတလောက်လောက်တာဘာလို့ငါခဏခဏဖြားနာနေရလဲခဏခဏအလုပ်လဲအဆင်မပြေဘာဖြစ်လို့လဲဖယားတရားပို့လို့လေဘာလို့ပိုးမှအဆင်မပြေလေဖြစ်လာလဲကျွန်တော်ပြောမယ်တင်လုံနေတဲ့ဖယားတရားကမှန်လားမမှန်ဘူးလားတေချာစစ်စစ်အယူလွဲဝါဒနဲ့ပါသွားနေတယ်ဆိုလို့ရှိရင်တင်ထင်တာတော့ဖယားတရားလုံနေတယ်ဒါပေမဲ့ဖယားအမြင်မှာပဲဖြစ်လေတင်ချိန်ချင်းအမင်္ဂလာတွေပဲလုံနေတာလေဒါကြောင့်အယူလွဲတွေနဲ့ပေါင်းတင်းနေလားကြီးစစ်စစ်အယူလွဲတွေနဲ့ပေါင်းတင်းနေတင်ချိန်ချင်းပဲခံရမှာဘာကောင်းကြီးမှရမှာမဟုတ်ဘူးကျမ်းစာကပြောတာကျွန်တော်ပြောတာမဟုတ်ဘူးကျမ်းစာမှာပြောတာသူဤဆိုးရုပ်တော့အကျဉ်တို့နေဆက်ဆံရာတို့ရောက်ဤဒီမှာပြောတဲ့သူဤဆိုးရုပ်တော့အကျဉ်သူဤဆိုတာဘာပြောလဲအဲ့ဒီမာယွန်းတဲ့အယူဝါဒကိုသူဤလို့ပြောတာမာယွန်းတော့အယူဝါဒရဲ့ဆိုးရုပ်ချင်းအကျဉ်တို့နဲ့ကျွန်တော်တို့ဆက်ဆံရာရောက်တဲ့အတွက်ကျွန်တော်တို့လည်းအမင်္ဂလာချိန်ချင်းပဲရမှာတဲ့အပြစ်ပဲဖြစ်မှာကျွန်တော်တို့ဒါကြောင့်မာယုံနဲ့မိစ္ဆာအယူလဲဝါဒနဲ့အပေါင်းအသင်းမလုပ်ပါနဲ့နှုတ်မဆက်ပါနဲ့အိမ်မှာလာရင်တော့မှလက်မခံပါနဲ့ရှင်းရှင်းပြက်ပြက်တသားပြောလိုက်ပါကျွန်တော်တို့လက်မခံဘူးတွားလိုက်ပါမလာပါနဲ့လမ်းမှာတွေ့ရင်တော့မှဟယ်လိုနှုတ်ဆက်လိုက်ရင်တော့မနှုတ်ဆက်နဲ့တဲ့အဲ့လောက်ထိကိုပြောတာနော်ကျင်းစာကအဲ့လောက်ထိကိုပြောတာပြောတင်ပြောထိုက်တာပြောပြီးဝေးတာရှောင်တော့သူတို့နဲ့ထိတ်တိုက်တွေ့မှတိုက်ခိုက်ခိုင်းလို့လားကျင်းစာအဲ့လိုလုတ်ခိုင်းလားမလုတ်ခိုင်းဘူးနော်ထိတ်တိုက်
ပြောပြီးတော့မှတိုက်ဟိုဗာလဲစကားဆွေးနွေးချင်တယ်ဆိုလို့ရှိရင်တော့အမှုတော်ဆောင်တွေသူတို့အလုပ်သူတို့လုပ်သွားလိမ့်မယ်ဒါကျွန်တော်တို့ခရိယန်ယုံကြည်သူမှာကိုယ့်ရဲ့ယုံကြည်မှုကိုခုခံကာကွယ်ခြင်းဆိုတဲ့အဲ့လိုမျိုးသင်ခန်းစာတွေရှိတယ်အဲ့လိုသင်ခန်းစာတတ်ထားတဲ့အမှုတော်ဆောင်တွေကပြောသွားလိမ့်မယ်ယုံကြည်သူတွေကလှုပ်ရှားမလို့ဘူးဝေးရှောင်ရပြီယုံကြည်သူတွေကโอเคနော်နိဂုံချုပ်ရအောင်ဒီကနေ့ပြောသွားတဲ့ခေါင်းစဉ်ကပါလဲဆိုတော့ဖခင်တရားကိုမယုံမတည်ပြုရိုင်းဆိုင်တဲ့သူနော်စန့်ကျင်တဲ့သူကိုတတိပြုပါဝေးရှောင်ပါဒီခေါင်းစဉ်အောက်မှာအပိုင်းနှစ်ပိုင်းခွဲပြောသွားတယ်နံပါတ်1မယုံကြည်သူတွေကျွန်တော်တို့ကိုတအားရိုင်းဆိုင်ဆဲဆိုတဲ့ကျွန်တော်တို့အသက်အန္တရာယ်ပါချိန်ချောက်လာတယ်ဆိုရင်တို့နဲ့နည်းနည်းရှောင်ထားလိုက်နော်ဟိုအားအားနဲ့ဆက်တိုးဖို့ကျမ်းစာကမဖော်ပြဘူးနံပါတ်2မှာကျွန်တော်တို့ခရိယန်ပါလို့နာမည်ခံထားတဲ့လွဲမားတဲ့မိစ္ဆာယူလွဲဝါဒကိုကျွန်တော်တို့တည်သွားပြီဆိုဝေးရှောင်နော်ဝေးရှောင်ပါဆက်ပြီးမှတို့နဲ့ပေါင်းသိနေတယ်ဆိုရင်ကြိမ်ချင်းအမင်္ဂလာပဲဖြစ်နေလိမ့်မယ်တန်ရှင်တော်ဝိညာဉ်တော်ကျွန်တော်ဟောကြားတဲ့သူရောကြားနာတဲ့သူရောအပေါ်မှာအလင်းပေးပါစေနားလည်နိုင်တော့ဉာဏ်ပညာပေးပါစေစိတ်နှလုံးတစ်ခုပေးပါစေအာမင်နှုတ်ကပတ်တော်တော့ဒီမှာပဲရနာချင်တယ်နောက်ထပ်နားမလဲတာရှိရင်မေးမြန်းစရာရှိရင်စုတောင်းခံစရာရှိရင်ဆရာကိုတီးတက်ဆက်သွယ်လို့ရတယ်ဒီကနေ့တော့နှုတ်ကပတ်တော်ဒီမှာပဲရနာခွင့်ပြုပါနားဆင်ခံယူသွားတဲ့သူအရောက်ချင်းစီတိုင်းကိုဘုရားရှင်ကောင်းချီးပေးပါစေအာမင်